တို့မိုင်းအနေနဲ့ပါလေးနဲ့ဆုံးသက်ခြင်းတုံးဆိုတော့နော်လေဒီဆိုတော့ဘုရားကြီးနော်စိုင်မြင်ရွာတကြီးဦးဆိုင်ကိုရေးပေးတဲ့နော်တေးတေးရဲ့မေတ္တာစာဆိုတာလေးကိုဘုံဖတ်ပြဒါကိုဖတ်ပြခြင်းရဲ့အကြောင်းကအရက်သေးစာရဲ့အပြစ်ကိုလည်းပဲနော်မြင်ဖို့ဒါကတကြောင်ပေါ့နောက်တကြောင်ကဆရာတော်ဘုရားကြီးရဲ့နော်သူ့ရဲ့စိတ်နေတဘာဝပြီးသူ့ရဲ့ဒီမြန်မာစာအရေးသားလူတယောက်ရဲ့ပုံမှာ तू ဘလို့လေးမြင်တယ်လေဒီအမြင်ကိုအခရာအနေနဲ့ဘလို့ချပြထားတယ်လဲဆိုတာစိတ်ထဲမှာနည်းနည်းအံ့ဩမိတယ်ပေါ့နော်သူ့ရဲ့အစွမ်းတတ္တိပေါ့အဲ့ဒီအစွမ်းတတ္တိကိုလည်းပဲမြင်စေခြင်းလို့ဟုတ်လားဒါငယ်ငယ်တုန်းကရွာဘက်မှာဒီမေတ္တာစာလေးနှစ်ပုဒ်ကိုဖတ်ပြီးတော့ခွေလေးသွန်းထားတာရှိတယ်နော်အတန်သွင်းထားတာရှိတယ်ဒီတကြီးဦးဆိုင်ဆိုတာကသူကစတော်ကြီးတဲ့ကြီးပုံရစတော်ကြီးကစိုင်မြင်သားကိုအဲ့သူငယ်ငယ်တုန်းကဒီတကြီးဦးဆိုင်ကဦးစင်းလူတွက်လားကိုရင်ကြီးလူတွက်လားဘာလားတော့ဘုံဘုံတော့ကောင်းကောင်းတော့မသိပါဘူးအဲ့ဒီသမိုင်းကြောင်းကစတော်ကြီးရဲ့ထုတ်ပတ္တိတွေကြည့်ရင်တော့သိမယ်အဲ့ဒါအချိန်မရလို့ဘုံဘုံတို့ရှားမဖတ်ခဲ့ရအောင်တေးကြတာတော့ငယ်ငယ်တုန်းကသူ့တဲ့အကြီးပဲသူနဲ့ဆက်ဆက်မှုရှိတယ်သူပြောခဲ့တဲ့တရားစကားတွေကိုဦးဆိုင်ငယ်ငယ်တုန်းကပြောခဲ့တဲ့တရားစကားတွေကိုပြန်ပြီးတော့စတော်ကြီးကအမှတ်ရအောင်ပြန်ပြောပြီးတော့ဒီလိုတော်တဲ့လူတယောက်ကဘာလို့ဒီလိုမှားရတယ်လဲဆိုတော့ပြောအမှန်ကသူကတကြီးဦးဆိုင်ကပင်ကိုကတော်တဲ့လူပေါ့ဒါပေမဲ့ခေတ်ကာလအခြေအနေကြောင့်မလို့ဒီလိုတွေဖြစ်သွားတာကိုဆိုတော့အဲ့ဒါကိုအဲ့ဒီခေတ်အနေထားဒါအင်္ဂလိပ်ခေတ်ကခေတ်အနေထားပါထည့်ပြီးတော့ရေးတာနော်လေကူမုံရွာရင်ညဝါတိလေဒီဆရာဩဝါဒပေါင်းခုပါနောင်မတန်တရား၌နှဖျားလုံးကောင်းစေဖို့လမ်းကြောင်းစင်းစင်းမရှုပ်မချဟုတ်သမျှထုတ်ပြကလင်းလိုက်မည်ဏီတန်းလေးကအဲ့လိုလေးလှေကူးမုံရွာနော်မုံရွာကတော့လှေကူးလို့ခေါ်တာဟိုသူကချင်းတွင်းမြစ်ကနေလှေနဲ့ကူးလာရင်နော်မုံတယ်လေးတွေရှိတဲ့ရွာမုံရွာအဲ့ဒီနဲ့မုံရွာလို့ဒီလိုပြောတာကြားဘူးလားဟုတ်လားလှေကူးမုံရွာအရင်ညဝါတိလေဒီဆရာဩဝါဒပေါင်းခုပါနောင်မတန်တရား၌နှဖျားလုံးကောင်းစေဖို့လမ်းကြောင်းစင်းစင်းမရှုပ်မချဟုတ်သမျှထုတ်ပြကလင်းလိုက်မည်စဉ်းစား၍နားပါကျောင်းမတိုက်ကျောင်းတကာစိုင်မြင်ရွာတကြီးဥဆိုင်တဲ့ဒါကသူကဏီတန်းလေးခြိလိုက်တာသူကကျောင်းတကာပဲကျောင်းမတိုက်သူကစိုင်ပြင်မှာကျောင်းမတိုက်လို့ရှိမှာပေါ့နော်ကျောင်းမကျောင်းရှိမယ်ပေါ့အရိုင်းတွင်သေးရဲ့အခက်တွင်ပိဋကအမျက်တွင်နိဗ္ဗာန်အမြန်တွင်သိမ့်သောခေါင်းကောက်၍ဟောရိုးတွင်စကားမျိုးတခွန်ထွက်ရသောအရိုင်းတွင်သေးရဲ့အခက်တွင်ပိဋကအမျက်တွင်နိဗ္ဗာန်အမြန်တွင်သိမ့်သောတဲ့သိမ့်သောမြင်ကအမြန်ဆုံးပေါ့နော်အမျက်ဆုံးကနိဗ္ဗာန်ပေါ့အခက်ဆုံးကပိဋကပေါ့နော်အရိုင်းဆုံးကဘာတော့သေးရဲ့နော်အရိုင်းတွင်သေးရဲ့အခက်တွင်ပိဋကအမျက်တွင်နိဗ္ဗာန်အမြန်တွင်သိမ့်သောခေါင်းကောက်၍ဟောရိုးတွင်စကားမျိုးတခွန်ထွက်ရသောသေရဲ့ငရဲမီးတွေကိုကြီးလျက်နဲ့အငယ်လှုပ်ရမဟုတ်သည်ကာလဟောသုံးသွားပုံလေးနော်ကြီးလျက်နဲ့အငယ်လှုပ်နေဟုတ်လားသူကအသက်ကကြီးလာပြီဒါလူငယ်လှုပ်ပြီးတော့တောက်နေတာကိုပြောတာနော်ကြီးလျက်နဲ့အငယ်လှုပ်ရမဟုတ်သည်ကာလအတ္တမခေအတွင်းပေမှုမငင်းသာမဖဲသာစိတ်ကပင်မပါတော့လဲမိစ္ဆာတို့ဇေယိုက်အားကိုလိုက်စားကဇွတ်တိုးရရွာကျိုးကိုဆောင်ရွက်ရသည်ဟုငါဆရာနှစ်ဖက်နာဆက်ဆက်ကြီးကြားရလင်လာလာဟဲ့လေဒီလူပြည်နေကောဟောသူကခေတ်ကာလကြောင့်မို့လို့ဒီရေတောက်ပြီးတော့သူ့မဲ့လှုပ်ရတာပေါ့နော်လူမှုအခုခေတ်လူတွေကပြောမှဆိုရင်လူမှုရေးရမရှောင်သာလို့လှုပ်ရတာပါဆိုတဲ့ဆင်ကြီးပေါ့သူကတကြီးဖြစ်နေတာဆိုတော့ရွာရေးရရေးဒီအရေးလေးမပါရင်မဖြစ်လို့တောက်နေရတာလို့ဆရာတို့ကြီးကအဲ့လိုကြားတာ။အိုးဒါကိုရေးတာနော်။မိစ္ဆာတို့ဇေအားကိုလိုက်စားကဇွတ်တိုး၍ရွာကျိုးကိုရွတ်ဆောင်ရသည်ဟုငါဆရာနှစ်ဖက်နာဆက်ဆက်ကြီးကြားရလျင်လာလာဟဲ့လေဒီလူပြည်နေကောလူပြည်ကိုပဲသူကအပြစ်တင်တယ်နော်ဟုတ်လား။အထွေတရားမနေသာအောင်ဘွေပြားပါရှုပ်အယုတ်တမှုမဟုတ်တာတွေထူလာကြည့်ဟုတ်လားရှုပ်လိုက်တာတဲ့လူလောကကြီးဟုတ်လားလူတွင်လူတက်လူသမတ်ဟုလူမြတ်တယောက်ပြောစလောက်ပါလေမခောက်မရက်သည်ကာလာမွဲသင်းမိုင်မဲလှ၍အလွဲသူတဲရောက်ရရှာကြည်သည်နော်ဒီကာလာကြီးမကောင်းလို့နော်ဒီလိုတော်တဲ့လူတယောက်တမတ်ကြတဲ့လူတယောက်အယက်သမားဖြစ်ရတယ်ဟုတ်လားအထောက်မတန်အနွယ်ရိုးဘေးနဲ့ဘိုးကအမျိုးမှန်သည်အဖို့တန်ကြောင်းတကားလူသမားသူတော်စင်များကိုနင်ဖြက်သည်သာပဟုကာလကိုစိတ်ဆိုး၍ညိုးတန်းတဲ့ဆရာမဲမိဤလူအပြစ်မတင်ဘူးကာလကိုပဲသူကမဲနေတယ်တဲ့။အော်ခစ်ကမကောင်းတာဒီခစ်ကမကောင်းတာဒါပြောတာဟုတ်လားသူစာလေးတွေကိုသဘောကျလို့ဘုန်းကနော်ဝမ်းထဲအကြံမညှိနှိုင်းမှုရှီတိုင်းပြန်လိုက်မည်ဟောကိုဝမ်းထဲမှာရှိတဲ့အကြံကိုငါဘယ်သူနဲ့မှညှိနေနှိုင်းမနေဘူးပြောတဲ့မပြောတဲ့မစင်းသားတော့ငါရှိတဲ့အတိုင်းပြောလိုက်တော့မယ်လို့ပြောတာနော်
ဝန်နေကြမညှိနှိုင်းမှုရှီတိုင်းပြန်လိုက်မည်ယမန်အခါဆိုင်မြင်ရွာသို့ဆရာတစ်ခေါက်လင်းငရဲကြားကိစ္စရာနဲ့လာစဉ်ခေါက်ကသူကတမိုင်းလေးတွေပါနော်အစီအစဉ်လေးတွေပါထည့်ရည်တာဟုတ်လားတောင်းမှုစားမှုကစားမှုကိုဘယ်သူဟုမရွေးဒို့တိုက်ဒို့ကန်ဒို့တိုက်ဒို့ကန်ဒို့အရန်နဲ့ဆက်ဆံသူအပေါင်းကိုကောင်းကောင်းကြီးဩဝါဒပေးမိဟုအရေးတခုအကြံကြီးပြုပြီးမှငါတို့ကျောင်းကထွက်တဲ့လူတွေဆိုငါဘယ်သူလို့ရွေးမနေတော့အကုန်လုံးငါပြောလိုက်မယ်ဆုံးမမယ်လို့ဆိုကြီးကြံခဲ့တာတဲ့ဟုတ်လားဩဝါဒပေးမိဟုအရေးတခုအကြံကြီးပြုပြီးမှအနုအရင်အမှုကိုချင့်ပြန်သောတို့ကျောင်းတကငကိုရင်းမဖြင်းဘူးပါပဲနဲ့ခုခါမှလျော်လာလူစာကဖောက်ပြား၍မှောင်မှားသည့်အချက်ကိုအရှက်ကြီးတမင်ခွဲသလိုလူတွေမတော်တတ်ပေဟုပရိသတ်မပါနှစ်ကိုယ်ကောင်းတွေ့ကမှတာယာချောမောအဆိုးအကောင်အကျိုးအကြောင်းကောင်းကောင်းကြီးဟောရလင်ချောပေမိဧကံဟုလူကြားတဲ့ပြောလိုက်ရင်သူ့အရှက်ကွဲမှာဆိုလို့ဟုတ်လားနှစ်ယောက်တည်းတွေ့တော့မှအေးစေးသေးလေးငါပြောမယ်သူအဲ့လိုလေးစဉ်းစားတယ်တဲ့ဟုတ်လားအကျိုးအကြောင်းကောင်းကောင်းကြီးဟောရလင်ချောပေမိဧကံဟုအကြံနှင့်ချောင်းပါသည်ကိုနှစ်ကိုယ်ကောင်းတက်မတွေ့သည့်အတွက်ကြောင့်အဲ့လိုချောင်းမိမယ်လို့နှစ်ယောက်တည်းကိုတွေ့ကိုမတွေ့ဘူးဖြစ်နေတယ်တဲ့အဲ့ဒါကြောင့်မို့လို့တဲ့လက်လွတ်စားတာအနိုင်သာထားကြရလားမစိတ်မပြေနင်းဥတုကလာလိမ္မာညာအနှင်သားနဲ့မှားရှားသည့်အရေးကိုအဝေးကစာမျိုး၍ဟောလင်လည်းဖြစ်မည်ဟုလူတနေအတွင်းကိုတည်ရင်းနဲ့အာကို၍အညိုးနဲ့လာခဲ့ပေသည်နင်းအုံသင်းတော့ငါကြောက်ရောက်မှစာနဲ့ရေးပြီးတော့ပြောလိုက်ရင်လေရတယ်အဲ့လိုမဲ့သူစိတ်အညိုးနဲ့သူပြန်လာတာတဲ့မပြောခဲ့ရဘူးဒါကြောင့်မလို့သူကစာရေးပြောဟုတ်လားယခုမှဆရာလဲလမ်းလဲလမ်းကြုံလူကြုံလမ်းကြုံစခန်းကြုံနဲ့ဆုံကိုင်းညာသောကြောင့်တရားကြံကံဟုတ်တိုင်းကိုပြန်လိုက်မည်သူရပါဏံဘိက္ခွေအာတေဝိတာနဲ့နိတေဝိတာနဲ့နိရိယတံဝတ္တနိကံဘိက္ခွေခြေသာယံတို့သူရပါဏံတေရဲ့တောက်စားခြင်းမှုသည်အာတေဝိတံကျိန်ဖန်များစွာမိဝဲသည်ရှိသောနိတေဝိတံမရှောင်ခြင်းပဲအမြဲမိဝဲသည်ရှိသောနိရိယတံဝတ္တနိကံတေသည်ဤအခြားမဲ့၌ငရဲ၌ဖြစ်စေတတ်၏ဒါဘုရားဟောလေးကိုထည့်ရေးပြပါဠိတော်ရအဓိပ္ပာယ်ကြားသည်မှာလူပါလာကလည်းတက်မိုက်ခုကာလာကလည်းတက်ဆိုင်ဓာတ်ခိုင်နဲ့နတ်ကြိုက်စိုက်တိုက်သည့်အခါတန်တရားဈေးကြောင်းပေါမှောက်လို့မှောက်မှားလို့မှာငါလန်းနဲ့ငါသွားမည်ဟုတရားကိုလုံးပြည့်၍ခေတ်ကာလစရိုက်တွင်မှအမိုက်သင်ဖက်ပါလျက်ဝါဇနာတစ်ခုသေးတောက်သည့်အမှုမှာအကုသိုလ်ကံတပါးတို့ထက်အာကြည့်သည့်ကိစ္စကြောင့်ပေလေးဝခန္ဓာတွင်အောက်ဆုံးရွာမိငရဲသို့ဇွတ်ဆွဲ၍ခြားတတ်သည်ဟုမြတ်ဖရာဒေသနာအဓိပ္ပာယ်လာကြသည်ဆိုတော့ပါဠိလေးကိုသူကဆိုပြတယ်နော်ဒီအရက်တောက်တဲ့မှုဟာကျန်တဲ့အကုသိုလ်ကံနေတဲ့နော်အာကြီးတယ်အမှားများစွာကိုဖြစ်စေတဲ့လို့ဒါကြောင့်မို့လို့ဆွဲမြဲတောက်မယ်ဆိုလို့ရှိရင်သူဟာငရဲကိုချနိုင်သည်အထိဆိုရတဲ့ကံလို့ပြောတာနော်အာတေဝိတံနိတေဝိတံအဆွဲအမြဲမှီဝဲမယ်ဆိုလို့ရှိရင်တခါလာလဲတခါလာစိတ်တရားထုံးမနောက်ပိုင်းဘယ်အထိဆိုးကျိုးပေးနိုင်နော်ငရဲအထိဆိုးကျိုးပေးနိုင်တယ်အဲ့လိုပြောတာနော်ဆက်ပြီးတော့ဆရာတော်ကြီးကဒီဦးဆိုင်ငယ်တုန်းကသူ့ကိုပြောခဲ့တာလေးကိုသူကပြန်ပြောတာဟိရိဩတ္တပသမန္တာသုက္ကဓမ္မသမာဟိတာတန်တောတပုရိသလောကေဒေဝဓမ္မုတ္တိဟုတ်စရိဒေဝဓမ္မဇလဧကထာကိုကြောင်းတကာဖတ်ပေး၍ဆက်ကြီးငါတို့နာငယ်ကကြားဖို့ပေသည်ကြီးမားသည့်ကျေးဇူးခုထက်တိုင်းနူသေး၏ဒီကျေးဇူးရှိတယ်တဲ့ငယ်တုန်းကသူဟောခဲ့တဲ့တရား तू နားထောင်ခဲ့ရတယ်ဆရာတော်ကြီးကဟုတ်လားထူးမြတ်သည့်ဧကထာကိုနဲ့မြန်မာဆောင်ရန်ဆရာကတပံအကျဉ်းအားပြန်လိုက်မည်ဒီဂါထာလေးကိုဆရာပြန်ပြီးတော့ပြောပြမယ်တဲ့လောကေလောက၌ဟိရိဩတ္တပသမန္တာဟိရိဩတ္တပတရားနှစ်ပါးနဲ့ပြည့်စုံပေကုန်သောသုက္ကဓမ္မဖြူစင်သောအကျင့်သီလရှိပေကုန်သောတမာဟိတာတည်ကြည်သောတမာတိရှိပေကုန်သောတန်တော်ချီးမွမ်းတိုက်ပေကုန်သောတပ္ပုရိသသူတော်ကောင်းတို့ကိုဒေဝဓမ္မတိဒေဝဓမ္မတရားနှစ်ပါးနဲ့ပြည့်စုံသောသူတို့ဟူ၍ဟုတ်စေဟောတော်မူအပ်ပေကုန်၏ဒေဝရန်စကားဆရာတို့ငယ်ကကျောင်းတကားဟောဘူးသည့်တရားတို့နှစ်ပါးကိုလူအမြတ်မှတ်ရန်အဓိပ္ပာယ်ပြန်လိုက်မည်ဒေဝရန်ဟူသည်မှာဒေဝဓမ္မဆိုတာဘာပြောတာတုံးတဲ့ဟိရိဩတ္တပဒီနှစ်သွဲဓမ္မနဲ့ပြည်စုံမှာလူစင်စစ်ခယူသင်ပုတ်တဲ့ငွေကျူနှစ်ပလဲတွင်ဆွဆွကြီးဖြူစင်သည်ပင်စင်ကသီလကိုတမကခင်တွယ်လောကရန်ရှစ်သွဲကြောင့်အလွယ်နဲ့မရွေ့ရဤကဲ့သို့ယောက်ျားကိုနတ်တရားဒေဝဒံလူအသွင်တန်သောကြောင့်နတ်ထံရောက်လူပေကိုမြတ်စိန်နေရှင်စောတို့ဟောကြသည်အမှန်အလွန်မှဒီဟိရိဩတ္တပနဲ့ပြည့်စုံလို့ငါးပါးသီလပြည့်စုံမယ်ဆိုလို့ရှိရင်နော်ဒီယောက်ျားဟာနော်နတ်နဲ့တူတဲ့လူဒါကြောင့်မလို့သူ့ကိုနော်ဒေဝဓမ္မနဲ့ပြည့်စုံတဲ့လူလို့ပြောတာလို့ဆိုရအဓိပ္ပာယ်ဖွင့်တာဟုတ်လား
နတ်ထမ်းရောက်လူပေကိုမျက်စိနှင်ရှင်စောတို့ဟောကြသည့်အမှန်ဒေဝရန်စင်စစ်မပြည့်စုံဖြစ်ချေကလူရှင်စစ်မခေါ်ညတိရစ္ဆာန်ကျွမ်းတော်နဲ့အလားတူမိုက်မဲသည့်လူငရဲလူပြိတ္တာမိစ္ဆာကောင်စင်စင်အပေတွင်နေရဲကြောင့်မှအထက်အောက်ပြန်လန်း၍အဖန်မှမောပြေးလျင်ပြင်စတတန်ရခောဘလူအဖြစ်ကအဖန်900ပြင်စတတန်သွန်တော်ခွေးယူအဖြစ်ကအဖန်900ပြင်စတတန်သူကတော်ဝယ်ယူအဖြစ်ကအဖန်900ပြင်စတတန်မနုတော်လူယူအဖြစ်ကအဖန်900နော်ငရဲကလွတ်လို့ရှိရင်အဲ့ဒီလိုအယူတွေလည်းဖြစ်တတ်တယ်လို့ပြောတာဟုတ်လားအေလမူကောလူယုတ်မပေါ်လူစောမနံလူဟံမယလူစတီတုံးလူတိုင်းမုန်းเสียလူယုတ်မှာအဖြစ်မှာမူကားအသင်ချေရောမရေးတွက်နိုင်ဟုသေတောက်သူဖြစ်ပုံကိုတနစ်ကုံဖြတ်ပိုင်း၍ဒီအတိုင်းလာကြသည်ဒါကျမ်းစာထဲမှာလာတာကိုဆိုရရေးပြနော်တသမထို့ကြောင့်တွန်ပိသင်ကြောင့်တကဆိုင်မြင်ရွာတကြီးမာလီအမျိုးမှန်းသည့်အဖို့တန်ဖြစ်ပါလျက်ကံစုပ်ညံရုပ်ဘာမဟုတ်သည်လူနှုတ်လူမွဲလူစကွဲလူဗလက်ချာလူရမရောက်လူပေါက်တောက်တို့တောက်ကြစားကြမှောင်မားကြ၍အဓမ္မညစ်တီအလေးစီအကျဉ်စိုးများကိုအမျိုးနဲ့ချင့်ချင်းနော်ပြောဖို့သကလုံးတစ်လုံးချင်းကိုဘုံဘုံတို့ရှင်းနေနော်အချိန်ကစေ့နေပြီနောက်ထပ်9မိနစ်လောက်ဆိုပြီးမယ်ဟုတ်လားသကလုံးတစ်လုံးချင်းဘုံဘုံတို့ပြောဖို့နော်အခြေအနေကမပေးတော့ဘူးပြီးလဲပြီးတော့မှာပါနော်အဖို့တန်ဖြစ်ပါလေကံစုပ်ညံရုပ်ဘာမဟုတ်သည်လူနှုတ်လူမွယ်လူစကွဲလူပလက်ချာလူရမရောက်လူပေါက်တောက်တို့တောက်ကြစားကြမှောင်မားကြ၍အတ္တမညစ်တီအလေးစီအကျဉ်စိုးများကိုအမျိုးနဲ့ချင်းချင်းဂုံသိန်းနဲ့ချင်းနွယ်အရွယ်နဲ့ချင်းစားတရားနဲ့ချင်းမျောငါတို့အမျိုးကဒါမျိုးမဟုတ်ဘူးငါအရွယ်နဲ့ဒါမလုပ်သင့်ဘူးဒီလိုမျိုးစဉ်းစားလို့ပြောတာနော်အမျိုးနဲ့ချင်းချင်းဂုံသိန်းနဲ့ချင်းနွယ်အရွယ်နဲ့ချင်းစားတရားနဲ့ချင်းမျော၍ပြည်ပြည်သားမလျောမတော်သည့်အမှုများကိုစဉ်းစားကြီးဖြစ်ပြီးပောတိပฏิပံအတိညာအကျွယ်သားနဲ့အပေလားမခံပါလင့်ဒေဝရံနှစ်ပါးကြောင်းတကတရားပါပဲအများကိုလည်းရှက်ပါတန်တရားကိုလည်းကြောက်တော့သို့မှသာတော်နိုင်မည်ဟုတ်လားဆုံးတော့မှာနော်ဩပညာရှိမှန်ပါပြီလေတတိတခုမရှိမှုကြောင့်သူ့အခြေနဲ့အနေနှစ်ပါးယင်တရားကိုအစင်းသားလွတ်ကင်း၍ရွင်မာခြင်းနာရရှာခြင်းဟုဆရာကသဘောရ၍မနောစာကြောက်မြတ်ကရောက်တဲ့ရာညွန်ညစ်၌နှွန်းကျွန်နစ်ခါမနေကောင်းမည်ဟုကာယံလေးတွေသေချာခံစားကြည့်နော်မနောစာကြောက်မြက်ကရောက်တဲ့ရာညွန်ညစ်၌ကျွန်နစ်ခါမနေကောင်းမည်ဘူးနော်အလွန်ကောင်းတဲ့ဗရမ ्या ညွန်ထဲမှာနှစ်မနေသင့်ဘူးလို့သူကပြောတာဟုတ်လားမနောစာကြောက်မြက်ကရောက်တဲ့ရာညွန်ညစ်၌ကျွန်နစ်ခါမနေကောင်းမည်ဟုအကြောင်းကိုမျှော်ခေါ်၍တော်ယုံယုံတတိပေးလိုက်သည်အတိရေးမနှောင်းစေနဲ့အကြောင်းတကားပြီးသွားပြီဒါဥဆိုင်ကိုရေးပေးတယ်မေတ္တာစာနော်အဲ့တော့ဘုန်းတို့တဏှာကြီးနဲ့3မိနစ်လောက်ရှိသွားပြီเนาะတရားဟောတာဟုတ်လားအဲ့တော့ဒီကနေ့เนาะမစ္ဆပါဏာစတန်ယမောဟုတ်လားအယက်သေးတာမူရရှိဝါရှောင်ကျင်ခြင်းဟာကြီးပွားခြင်းချမ်းသာခြင်းရဲ့ပြည့်စုံခြင်းရဲ့အကြောင်းဒါကြောင့်ပါတော့မင်္ဂလာဟုတ်လားဒါပြောခဲ့တာเนาะအဲ့တော့ဒါဟာကြီးပွားခြင်းချမ်းသာခြင်းရဲ့အကြောင်းမင်္ဂလာဘာကြောင့်ဖြစ်တုံးဆိုတော့ဒါကိုမိဝဲသုံးဆောင်လို့ရှိရင်ဖြစ်မဲ့အကျိုးမဲ့တွေကိုရှောင်ပြီးသား